ဇလန်အစမှာလူတွေမမြင်နိုင်တဲ့မိစ္ဆာလောကမှာရှိတဲ့မြို့လေးတစ်မြို့နဲ့စတင်ထားပါတယ်။အဲ့ဒီမြို့မှာနေထိုင်တဲ့မိစ္ဆာတွေဟာဆိုရင်လည်းအကောင့်3 သိန်းလောက်တောင်ရှိပါတယ်။ဒီအမှာတော့သူတို့ကိုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်ကအနားယူပြီးနတ်ဖျားအဖြစ်ပြန်ဝင်စားတော့မယ်လို့ကြေညာပါတယ်။သူကအနားယူတော့မယ်ဆိုတော့ခေါင်းဆောင်တစ်ရွေးချယ်ပေးဖို့လိုလာပါတယ်။ခေါင်းဆောင်တစ်ဖြစ်နိုင်တဲ့မိစ္ဆာ2 ကောင်လည်းရှိပါတယ်။ပထမတစ်ယောက်ကတော့အီဟိုးဆန်လို့ခေါ်တဲ့တောဝက်မိစ္ဆာဖြစ်ပါတယ်။သူမှာတား2 ယောက်ရှိပါတယ်။သူ့အကြောင်းပြောရရင်သူကရဲရင်နဲ့တတိရှိတယ်တပည့်တပန်းနေလည်းအများကြီးရှိတယ်ကျန်တဲ့မိစ္ဆာတွေကလည်းသူ့ကိုပဲခေါင်းဆောင်ဖြစ်စေချင်ကြပါတယ်နောက်ထပ်တစ်ယောက်ကတော့ခုမတဲဆုဆိုတဲ့ဝဲဝံမိစ္ဆာကြီးဖြစ်ပြီးသူ့ရဲ့ရိုင်းဆိုင်မောက်မှမှုတကိုယ်ကောင်းဆန်မှုတွေကြောင့်တပည့်တပန်းတစ်ယောက်မှမရှိသလိုတာသမီလည်းရှိတာမဟုတ်ပါဘူးတစ်ဖက်လူသားကဘာမှာတော့ဆုပ်ဆုပ်ပြက်နဲ့ကလေးလေးတစ်ယောက်ကိုမြင်မှာဖြစ်ပါတယ်ကောင်လေးနာမည်ကရှိန်းလို့ခေါ်ပါတယ်သူ့ရဲ့အဖေနဲ့အမေဟာတရားဝင်ကွာရှင်းသားပြီးသူကအမေဖြစ်သူနဲ့ကြံခဲ့တာပါဒီနေ့မှာတော့ကန်ဆိုးစွာပဲအမေဖြစ်သူကကားတိုက်မှုတစ်ခုမှတိတ်ဆုံးသွားခဲ့ပြီးအမျိုးတွေကသူ့ကိုမွေးစားဖို့လာခေါ်နေကြပါတယ်ဒါပေမဲ့သူဟာအဖေကိုပဲလူချင်းတောက်တနေခဲ့ပြီးအမျိုးတွေရဲ့ခေါ်ဆောင်ရကိုမလိုက်ပဲတယောက်တည်းအိမ်ကနေထွက်ပြေးလာတာဖြစ်ပါတယ်ခြေဦးတဲ့ရလျှောက်သွားနေရင်လူတိုင်းကိုမုန်းနေဆိုတဲ့အကြောင်းပဲပြောနေပါတယ်သူ့ရဲ့အမုန်းစိတ်ကြောင့်နေရာမှာအရေးမဲကြီးတစ်ခုဖြစ်ပေါ်လာတာကိုတော့ကောင်လေးကမသိခဲ့ရှာပါဘူးစိတ်ပြက်လက်ပြက်နဲ့ထိုင်နေတော့ဓာတ်တစ်ချောင်းလွယ်ထားတဲ့ဝဲဝံမိစ္ဆာကြီးခုမတဲစုနဲ့တွေ့ပါတယ်ခုမတဲစုကရှိန်းကိုတူးတပည့်လုံးမလားလို့အတီပေါက်ကြီးမေးနေပါတယ်သူနဲ့ပါလာတဲ့မြောက်ကတော့ဝဲဝံကြီးကိုရှောက်မလို့ဖို့ပြောနေရင်ဆွဲခေါ်သွားပါတယ်ရှိန်းကလည်းလူစကားပြောတဲ့ဝဲဝံကြီးကိုအံ့ဩသွားပြီးနောက်ကလိုက်ကြည့်တဲ့အချိန်မှာတော့ကင်းလက်ရဲတွေရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်ကလေးတယောက်တည်းအပြင်ရှောက်မထွက်တင်ကြောင်းပြောပြီးအိမ်ပြန်ဖို့လုပ်နေတဲ့အချိန်ရှိန်းကအိမ်မပြန်ချင်တာကြောင့်ထွက်ပြေးပါတော့တယ်လူနဲ့ခုနဝဲဝံကြီးတို့ဝင်သွားတဲ့လမ်းကိုလိုက်ဝင်သွားလိုက်တဲ့အချိန်မှာတော့မိစ္ဆာလောကထဲကိုတန်းရောက်သွားပါတော့တယ်နေရာတကာမှာမိစ္ဆာတွေပဲရှိနေတာကြောင့်ရှိန်းကကြောက်လန့်ပြီးပြန်လဲဖို့လုပ်နေပေမဲ့ဝင်လာခဲ့တဲ့လမ်းကြောက်ကပြန်ပိတ်သွားပါပြီခြေဦးတဲ့ရရှောက်ပြေးနေရင်သူ့ကိုစားကျင်နေတဲ့မိစ္ဆာတချို့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်အဲ့ဒီအချိန်ဖုန်းတော်ကြီးဝက်တကောင်ကလာကယ်ပေးသွားပါတယ်တိုက်ဆိုင်ပဲရှိန်းကိုစကားလာပြောခဲ့တဲ့ဝဲဝံမိစ္ဆာကြီးခုမတဲစုကသူ့နောက်လိုက်လာတဲ့ရှိန်းကိုသဘောကျသွားပြီးသူ့ရဲ့တပည့်အတင်းလောက်ခိုင်းပါတော့တယ်အိမ်ကိုရောက်သွားတဲ့အချိန်မှာတော့ခုမတဲစုရဲ့အိမ်ကလုံးဝစုပ်ပြတ်တက်နေပြီးအနေထိုင်ကလည်းစုပ်ပြတ်လွန်ပါတယ်သွားစရာနေရာမရှိတဲ့ရှိန်းကလည်းမထူးတော့ပဲခုမတဲစုရဲ့အိမ်မှာပဲကတ်နေဖို့ဆုံးဖြတ်လိုက်ပါတယ်အပြင်ကိုထွက်လာပြီးပျော်စရာမရှိတဲ့သူ့ဘဝအကြောင်းကြီးကိုတွေးနေရင်ဝမ်းနေပြီးငိုနေပါတယ်နောက်တနေ့မှာတော့ကြက်ချန်ထဲမှာအိပ်ပျော်နေတဲ့ရှိန်းကိုခုမတဲစုကကြမ်းကြမ်းတန်နိုးတဲ့အပြင်ကိုမှမနှက်စာကိုလည်းကြက်ဥအစိမ်းတွေပါစားခိုင်းနေပါတယ်ရှိန်းကလည်းတပည့်တစ်ယောက်ကိုဒီလိုကြွေးရလာဆိုပြီးရန်ဖြစ်ရင်ထွက်ပြေးပါတော့တယ်ထွက်ပြေးလာတဲ့ရှိန်းကမြို့ထဲကိုရောက်တဲ့အချိန်မှာတော့သူကိုယ်တိုင်ကလူသားတစ်ယောက်ဖြစ်နေတာကြောင့်အီဟိုးဆန်ရဲ့တပည့်တွေရဲ့ဝိုင်းဖန်ခြင်းကိုခံရပါတော့တယ်ခုမတဲစုကသူ့တပည့်ကလူသားတစ်ယောက်ဖြစ်ပေမဲ့ဖမ်းထားတာခံရတာမလို့ချက်ချင်းကိုပြန်လွတ်ခိုင်းနေပါတယ်အီဟိုးဆန်ကလည်းလူသားတစ်ယောက်ကမကောင်းတဲ့စိတ်တွေနဲ့အမှောင်ဖုံးသွားခဲ့ရင်သူတို့ရဲ့မိစ္ဆာလောကလေးဒုက္ခရောက်မှာဆိုတာကြောင့်ရှိန်းကိုလူသားကပါစီပြန်ပုတ်ခိုင်းနေပါတယ်ဒေါက်တာကိုခုမတဲစုကတော့ပြောတာကိုနားမထောင်ပဲမေးပါကောင်လဲငါပါကောင်လဲဆိုပြီးချမလို့လုပ်နေပါတယ်သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုတော့အကုန်လုံးကဝိုင်းအောင်ပြီးကြည့်နေကြပါတယ်တခြားမိစ္ဆာတွေကတော့အီဟိုးဆန်နိုင်ပါစေလို့ပဲဆူတောင်းပေးနေကြပြီးခုမတဲစုရှုံးပါစေလို့ဝိုင်းအောင်နေကြပါတယ်အဲ့ဒီအချိန်ခေါင်းဆောင်ကရောက်လာပြီးခေါင်းဆောင်တစ်ရွေးပွဲမတိုင်ခင်အချင်းချင်းမချကြဖို့လာတားပါတယ်လူသားဖြစ်တဲ့ရှိန်းကိုလည်းလောလောဆယ်တော့ဒီနေရာမှာခဏနေခိုင်းလိုက်ပါတယ်သူ့အတွက်ရန်ဖြစ်ပြီးရှုံးလာတဲ့ခုမတဲစုကိုတနာတာကြောင့်ရှိန်းကတပည့်လုတ်တော့ဖို့ဆုံးဖြတ်လိုက်ပြီးကျုပ်ဦးတွေကိုအစိမ်းစားပြနေပါတယ်ခုမတဲစုကလည်းအရန်ဝမ်းနာသွားပြီးနောက်နေ့မှာတော့တိုင်းပညာကိုစတင်တင်ကြားပေးပါတယ်တင်ပေးတဲ့အချိန်မှာတော့ရှိန်းကကြောက်နေတယ်လို့ခုမတဲစုကလည်းတိုင်းပညာကိုနားလည်အောင်မတင်ပေးတတ်ဘူးဖြစ်နေပါတယ်ခုမတဲစုကရှိန်းကိုဓာတ်သမားတစ်ယောက်ဖြစ်လာဖို့ဆိုရင်နှလုံးသားထဲမှာဓာတ်တစ်ချောင်းရှိနေတယ်လို့တွေးထားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုဒေါက်တာတကြီးနဲ့တင်ကြားပေးနေပါတယ်ဒါပေမဲ့ရန်ကတော့သူပြောတာတွေကိုဘာမှနားမလည်ပါဘူးစိတ်ပြတ်သွားတဲ့ခုမတဲစုကလည်းမတင်ပေးတော့ပဲထထသွားပါတယ်နောက်နေ့မှာတော့ရှိန်းကတယောက်တည်းဈေးသွားဝယ်တဲ့အချိန်အီဟိုးဆန်ရဲ့သားအငယ်ကောင်ရဲ့အနိုင်ကျင့်တာကိုခံရပါတော့တယ်အီဟိုးဆန်ကတော့ဒဏ်ရာတွေနဲ့ပြန်လာတဲ့ရှိန်းကိုတတ်သိမရှိလို့ခံလာရတာလို့ပြောပြီးနှိမ်ပါတော့တယ်ရှိန်းကလည်းခမားလည်းအရင်တစ်ခေါက်ချတော့ကခံလာရတာပဲလေလို့ပြန်ပြောလိုက်တာကြောင့်နှစ်ယောက်သားထားချပါတော့တယ်အဲ့ဒီအချိန်ခေါင်းဆောင်ဖြစ်သူကရောက်လာပြီးတပည့်လေးနဲ့အဆင်ပြေဖို့ရဲ့ခွန်အားရဲ့အတိတ်ပဲကိုရှာဖွေဖို့ရဲ့ဆိုပြီးတခြားပညာရှိတွေစီခရီးထွက်ခိုင်းပါတော့တယ်ပညာရှိတွေကတော့သူတို့ရဲ့အားတာချက်တွေကိုခွန်အားလို့ပြောနေပြီးအတိတ်ပဲအမျိုးမျိုးနဲ့ပြောနေကြပါတယ်ဒီအကြောင်းတွေကိုနားမလည်တဲ့ရန်ကတော့ခွန်အားရဲ့အတိတ်ပဲကိုကိုယ့်ဘာသာကိုရှာဖို့ပဲဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မှာတော့ရှိန်းကသူ့ဆရာစီကအမှုအကျင့်တွေအကုန်လုံးကိုလိုက်လုပ်နေပါတယ်စပိုင်းတော့ခီမတဲစုကမကြိုက်ပေမဲ့အဲ့ဒီလိုမျိုးအခြားနည်းနဲ့တင်ပေးရတာကိုသူကိုယ်တိုင်လည်းသဘောကျလာပါတယ်နောက်ဆုံးမှာတော့ရှိန်းကသူ့ဆရာရဲ့လှုပ်ရှားမှုတွေကိုခံမှန်းလာနိုင်ခဲ့ပြီးသူ့ဆရာရဲ့တိုက်ခိုက်မှုတွေကိုတော့ရှောင်ရှားလာနိုင်ခဲ့ပါတယ်။ဆရာတပည့်နှစ်ယောက်ဒီနောက်ပိုင်းလေ့ကျင့်ရေးတွေမှာအရင်ကထက်ပိုပြီးအဆင်ပြေလာခဲ့ကြပါတယ်။ရှိန်းကလည်းတိုင်းပညာတွေကျွမ်းလာခဲ့တာကြောင့်တခြားကလေးတွေကတော့အနိုင်မကျင့်ရတော့ပါဘူး။ဒီလိုနဲ့နှစ်တည်ကြာလာခဲ့ပြီးရှိန်းလည်းလူပြိုအရွယ်တောင်ရောက်လာခဲ့ပြီးအရင်ကထက်ဆိုင်ရင်အများကြီးကိုတန်မာလာခဲ့ပါတယ်။ဆရာဖြစ်သူနဲ့တော့မတည့်အတူနေဖြစ်နေတော့မှပဲနှစ်တည်ကြာလာတာနဲ့အများရှိန်းရဲ့ခွန်အားတွေကတန်မာလာတာကြောင့်လူတိများလာခဲ့ပြီးအခုဆိုရင်ခီမတဲစုရဲ့တပည့်ဖြစ်ဖို့ကိုလူတွေကတန်းစီပြီးတော့စောင့်နေကြပါတယ်။
ဒီနေ့မှာတော့ရှိန်းကဒေါတာအိုသူ့ဆရာစီကနေပြင်းနဲ့လူသားကပါစီကိုပြန်လို့ရတဲ့လမ်းကိုမတော်တဆတွေ့သွားခဲ့ပါတယ်။ရောက်ချင်းမှာတော့စာဖတ်နိုင်လို့ဆိုပြီးစာကြီးတိုက်ကိုတွားခဲ့ပါတယ်။အဲ့ဒီမှာရွယ်တူကောင်မလေးတယောက်နဲ့တွေ့ပြီးသူဖတ်ချင်နေတဲ့စာအုပ်မှာရေးထားတဲ့စကားလုံးတွေကိုဘယ်လိုဖတ်ရမလဲဆိုပြီးမေးလိုက်ပါတယ်။ရှိန်းကိုကူညီပေးလိုက်တဲ့ကောင်မလေးကကျောင်းနေဖတ်တည်ရဲ့အမြဲအနိုင်ကျင့်တာခံရတဲ့ကျောင်းသူလေးဖြစ်ပါတယ်။ရှိန်းကကောင်မလေးကိုအနိုင်ကျင့်တဲ့လူတွေရဲ့လက်ထဲကနေကယ်ပေးလိုက်တာကြောင့်ကောင်မလေးကလည်းကျေးဇူးတင်တဲ့အနေနဲ့ရှိန်းကိုဘယ်လိုစာဖတ်ရမလဲဘယ်လိုစာရေးရမလဲဆိုတာတွေကိုအစကနေသင်ပေးနေပါတယ်။ပိုင်းမှာတော့ရှိန်းကလူသားကပါကိုလာလိုက်မိစ္ဆာလောကကိုသွားလိုက်နဲ့အလုပ်တွေကိုရှုပ်နေပါတယ်။လူလောကမှာအနေကြလာတဲ့အချိန်မှာတော့ရှိန်းကကောင်မလေးလိုပဲသူလည်းကြောင်တက်ချင်လာပါတယ်။ဒါပေမဲ့ဖောင်ပြစ်ပုတ်ကမူပြလက်မှတ်လိုတာကြောင့်အခက်တွေ့နေရပါတယ်။ဒီပါလက်မှတ်ရဖို့အတွက်ငယ်ငယ်ကလေးကသူ့ကိုထားခဲ့တဲ့အဖေဖြစ်သူကိုတွားတွေ့တဲ့အချိန်မှာတော့အဖေဖြစ်သူကရှိန်းကိုဝါနာအားရနဲ့ကြိုဆိုပါတယ်။အခုသူ့မှာအဖေလည်းရှိလာခဲ့ပြီးတာမန်လူသားတယောက်လိုနေချင်လာတာကြောင့်သူ့ဆရာကိုနှုတ်ဆက်ပြီးတာမန်လူသားဘဝမှာပဲတွားနေတော့မယ်လို့နှုတ်ဆက်လိုက်ပါတယ်။သူ့ကိုယ်သူမွေးစားအဖေလိုသတ်မှတ်ထားတဲ့ခီမာတဲဆုကတော့တားနေပေမဲ့ရှိန်းကတော့နောက်ကိုတောင်လဲမကြည့်ပဲလူသားကပါကိုထွက်သွားခဲ့ပါပြီ။ရှိန်းကတော့သူ့အဖေနဲ့တားဖလိုနေနိုင်ဖို့ကြိုးစားပေမဲ့သူ့အဖေကတော့ AD နဲ့ဒဇိန်လိုပဲဆက်ဆက်နေတာမြင်တော့ရှိန်းကစိတ်ပြတ်သွားပြီးထွက်ပြေးသွားပြန်ပါတယ်။ရန်ကအမုန်းတရားတွေပြည့်နေတဲ့ဝမ်းနဲ့စရာကောင်းတဲ့သူ့ဘဝအကြောင်းကိုကောင်မလေးစီတွားရင်ဖွင့်လိုက်ပါတယ်။ကောင်မလေးကရှိန်းကိုသူ့ရဲ့လက်ပတ်လေးကိုပေးလိုက်ပြီးနောက်တစ်ခါဝမ်းနဲ့လာတိုင်းဒီလက်ပတ်လေးနဲ့အတူသူ့ကိုတတိယဖို့မှာလိုက်ပါတယ်။မိစ္ဆာကပါကိုပြန်ရောက်လာတဲ့အချိန်မှာတော့ပြောင်းလဲနေတာတွေကိုကြည့်ပြီးရှိန်းကလုံးဝအံ့ဩသွားပါတယ်။တကယ်တော့ဒါတွေကခေါင်းဆောင်တစ်ရွေးပွဲလုံးမလို့ပြင်ဆင်ထားတဲ့အပြင်အစင်တွေဖြစ်နေပါတယ်။ခေါင်းဆောင်တစ်ရွေးပွဲမှာတော့ခီမာတဲဆုကသူ့တပည့်လေးမရှိတော့တာကြောင့်စိတ်ပြက်လက်ပြက်နဲ့တိုက်နေပါတယ်။အဲဒီကြောင့်ပဲသူချသမျှအကွက်တီတိုင်းကလွဲနေပြီးသူပဲလှိတ်ခံနေရပါတယ်။ဒီအချိန်ကွင်းထဲကိုရောက်လာတဲ့ရှိန်းရဲ့အားပေးတက်နေကြောင်းခီမာတဲဆုရဲ့တိုက်ခိုက်ပုံတွေကချက်ချင်းကိုပြောင်းလဲသွားခဲ့ပါတယ်။ပြိုင်ဘက်ကိုလည်းအသာစီးပြန်ရလာခဲ့ပြီးနောက်ဆုံးပွဲသိမ့်လက်တီးနဲ့သူခီမာတဲဆုကအနိုင်ရရှိသွားခဲ့ပါတယ်။ဤဟိုးဆန်ကလည်းအရှုံးကိုလက်ခံပြီးထွက်သွားခဲ့တယ်လို့ခီမာတဲဆုတို့ကလည်းအောင်ပွဲခံနေကြပါတယ်။အဲ့ဒီအချိန်မမျော်လင့်ထားတဲ့ဓာတ်တစ်ချောင်းကခီမာတဲဆုရဲ့နောက်ကျောကိုလာဆိုင်နေပါတယ်။အဲ့ဒါကတော့အရှုံးကိုလက်မခံနိုင်တဲ့ဤဟိုးဆန်ရဲ့တားအကြီးကောင်ရဲ့လက်ချက်ပဲဖြစ်နေပါတယ်။သူ့အဖေလိုချစ်ရတဲ့ဆရာဖြစ်သူကဓာတ်ထုတ်ခံလိုက်ရတာမြင်တော့ရှိန်းကလုံးဝမထိန်နိုင်တော့ပဲဒေါရတွေနဲ့အမောင်ပုံးလာပါတယ်။အဲ့ဒီအချိန်ကောင်မလေးပေးထားတဲ့လက်ပတ်ကြောင့်သာရှိန်းကသူ့ကိုယ်သူပြန်ထိန်းလိုက်နိုင်တာကြောင့်ဟိုကောင်ကအသက်ရှင်သွားတာဖြစ်ပါတယ်။ဒေါသတွေနဲ့လုံးဝအမောင်ဖုံးနေတဲ့ဤဟိုးဆန်ရဲ့တားကြီးကောင်ကတော့မကောင်းဆိုးဝါဖြစ်သွားခဲ့ပြီးပြက်ကွယ်သွားပါတယ်။ခီမာတဲဆုလည်းအရေးပေါ်ကုသနေရတယ်လို့ဤဟိုးဆန်ကလည်းသူ့သားကြောင့်စစ်ဆေးခံနေရပါတယ်။တကယ်တော့သူ့သားအကြီးကောင်ကမိစ္ဆာမဟုတ်ပဲမွေးစားထားတဲ့လူသားတစ်ယောက်ဖြစ်နေပါတယ်။တွန်းပြစ်ခံထားရတဲ့ကလေးကိုတနာပြီးမွေးစားထားရင်အခုလိုပြဿနာတွေဖြစ်ကုန်တာဖြစ်ပါတယ်။ကိစ္စတွေကိုအကုန်နားလဲသွားတဲ့ရန်ကတော့သူ့ဆရာရဲ့ဓာတ်ကိုယူပြီးဒီတစ်ခေါက်မှာတော့လက်စားကြည့်ဖို့မဟုတ်ပဲတစ်ချိန်ကသူ့လိုအမုန်းတရားတွေနဲ့ပြည်နေတာကိုစာနာပြီးလိုက်တာမလို့လူသားကပါကိုထွက်လာခဲ့ပါတယ်။လူသားကပါမှာတော့အမောင်တွေဖုံးနေတဲ့ဟိုကောင်ကလုံးဝမကောင်းဆိုးဝါအဖြစ်ပြောင်းနေပါပြီ။ရှိန်းကသူ့ကိုယ်သူစတေးခံပြီးနှစ်ယောက်လုံးအသေးကမို့လုံနေတဲ့အချိန်မီးတောင်းနေတဲ့ဓာတ်တစ်ချောင်းကရှိန်းရဲ့ရှေ့တက်တဲ့ကိုကျလာပါတယ်။အဲ့ဒီဓာတ်ကသူ့ဆရာခီမာတဲဆုဖြစ်နေပြီးရှိန်းကိုကူညီဖို့အတွက်သူ့ကိုယ်သူမီးတောက်ဓာတ်အဖြစ်ပြောင်းလိုက်တာဖြစ်ပါတယ်။ခီမာတဲဆုကိုယ်တိုင်လည်းဓာတ်အဖြစ်ပြောင်းလိုက်မယ်ဆိုရင်ပုံမှန်ခန္ဓာကိုယ်ပြန်ရတော့မှာမဟုတ်ပဲတစ်သက်လုံးဓာတ်ထဲမှာပိတ်မိနေမယ်ဆိုတာကိုသိပြီးသားဖြစ်ပါတယ်။ဓာတ်ကရင်ဘတ်တဲကိုဝင်သွားတဲ့အချိန်မှာသူ့ဆရာအရင်ကပြောဖို့တဲ့နှလုံးသားထဲမှာဓာတ်တစ်ချောင်းရှိရမယ်ဆိုတဲ့စကားကိုကြားရောက်လာပြီးရှိန်းကငိုပါတော့တယ်။ဒါပေမဲ့လည်းမကောင်းဆိုးဝါးကိုတားဖို့ကြံနေသေးတာကြောင့်ဓာတ်ကိုသူ့ဆရာရဲ့အစွမ်းနေနဲ့ခုတ်လိုက်တဲ့အချိန်မှာတော့မကောင်းဆိုးဝါးကတီးဆုံးသွားခဲ့ပါတယ်။ကောင်းဆိုးဝါးကိုနှိမ်နင်းလာတဲ့ရှိန်းကိုမိစ္ဆာလောကကလူတွေကကြိုးစိုးနေကြပေမဲ့ရှိန်းကတော့သူ့ဆရာမရှိတော့တဲ့မိစ္ဆာလောကကြီးထဲမှာမနေချင်တော့တာကြောင့်လူသားကပါကိုပဲပြန်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှိန်းကနှလုံးသားထဲကနေသူ့ဆရာပြောနေတာတွေကိုနားထောင်ပြီးအပြင်မှာထပ်မတွေ့ရတော့မဲ့သူ့ရဲ့မွေးစားအဖေဖြစ်တဲ့ဆရာအတွက်ဝမ်းနဲ့နေရင်ဇက်သိမ်းသွားခဲ့ပါတယ်။